နေစားကြီးဟာအိမ်ဖော်မလေးရဲ့ခြေအိတ်တွေကိုအလောတကြီးချွတ်လိုက်ပြီးသူမကိုအချိုသာဆုံးစကားလုံးတွေနဲ့ဖျားယောင်းသွေးဆောင်ခဲ့တာပေါ့ဒါပေမဲ့နောက်တနေ့မနက်မှတင်ပဲသူဟာဆူဇန်နာဆိုတဲ့မြင့်မြတ်တဲ့အမျိုးသမီးတစ်ယောက်ကိုချစ်တယ်လို့ဝန်ခံလိုက်ပြီးအိမ်ဖော်မလေးကိုလုံးဝမေ့ပြလိုက်ပါတော့တယ်အဲ့ဒီနောက်ပိုင်းနေစားကြီးဟာညတိုင်းအိမ်ကိုနောက်ကျမှပြန်လာသလိုသူမကိုချစ်ပါတယ်လို့ပြောခဲ့တဲ့လူတစ်ယောက်ဟာလည်းပျောက်ကွယ်သွားပြီးအေးဆက်ဆက်မျက်နှာပေးနဲ့ပဲအစားထိုးလိုက်ပါတော့တယ်လော်ယာဟာဆူဇန်နာနဲ့စကားပြောကြည့်ချင်ပေမဲ့လည်းနောင်တတွေနဲ့ပဲစိတ်တက်ကြနေခဲ့တာပါဆူဇန်နာဟာအရန်ကိုတင့်တယ်လားဘလို့တော့လော်ယာကသူမကိုဘလို့မှမရှင်းနိုင်ဘူးဆိုတာသိနေတာပေါ့သိမကြခင်မှာပဲနေစားကြီးနဲ့ဆူဇန်နာတို့မင်္ဂလာဆောင်ခဲ့ကြတယ်သူတို့နှစ်ယောက်ရဲ့မျက်လုံးထဲကအချစ်တွေကိုမြင်လိုက်ရတဲ့အခါလော်ယာလည်းရင်ခွဲမတက်ခံစားခဲ့ရတာပေါ့သူမဟာတော်တဲ့ကိုတယောက်တည်းပြေးဝင်သွားပြီးမျောလင်းချက်မဲ့စွာနဲ့လဲကျနေခဲ့တယ်သူမရဲ့ဘဝဟာဒီမှာတင်မဲ့အဆုံးသတ်သွားပြီလို့ထင်နေတော့မှအမျိုးသားတစ်ယောက်ကသူမကိုကယ်ထုတ်ခဲ့ပါတယ်သူမကဘာကြောင့်ကဲတာလဲလို့မေးလိုက်တဲ့အခါအဲ့ဒီလူကထိတ်လန့်စရာအမှန်တရားတစ်ခုကိုပြောပြပါတော့တယ်တကယ်တော့လော်ယာဟာမင်းသမီးတစ်ပါးရဲ့သမီးတော်ဖြစ်ပြီးသူမရှိကလူဟာသူမရဲ့ဖခင်ဖြစ်နေတာပါလွန်ခဲ့တဲ့အချိန်တော်ကြာကအမားတစ်ခုကြောင့်သူ့မှာသမီးတစ်ယောက်ရှိနေမှမသိခဲ့တယ်လို့သမီးကိုလည်းတခါမှရှာမကြည့်ခဲ့ဘူးပါဘူးသူကောင်းချုပ်ဘုံကြီးဖြစ်လာတဲ့နေ့မှာတင်အခမ်းအနားအတွင်းအမျိုးသမီးတစ်ယောက်မေးလဲသွားခဲ့တယ်အဲ့ဒီအချိန်ကျမှအဲ့ဒီအမျိုးသမီးဟာမင်းသမီးဖြစ်နေတာကိုသိလိုက်ရတယ်လို့သူ့မှာသမီးတစ်ယောက်ရှိနေတယ်ဆိုတာကိုပါသိခဲ့ရတာပေါ့အဲ့ဒီနောက်မှာလော်ယာကိုလိုက်ရှာပြီးကဲတင်နိုင်ခဲ့တာပါအချိန်တန်တဲ့အခါမှာတော့ပိုးရဟမ်းမင်းကြီးကလော်ယာကိုမြင့်မြတ်တဲ့အမျိုးသမီးစင်တန်းပြန်လဲတတ်မှတ်ပေးလိုက်ပါတယ်ဒီလိုနဲ့ပဲလော်ယာဟာအိမ်ဖော်မလေးဘွားကနေမင်းဆိုးရစာမျိုးနွယ်စုဝင်အမျိုးသမီးတစ်ယောက်ဖြစ်သွားပါတော့တယ်ခင်ဗျာ